Wedanak sauna chimya along me minkla bus spot and mod chane gani chuso bare khu churo tin se me aksar dinga do nengya ma shimbyang sa khere premier league phui poisin tet phite covid-3 asine ne covid-3 ya poisin ma asine tin ka covid-3 ko tongko komsi sore gane asine tin ka kopyat nang poi ya shi ke bare asine tin ha covid-3 ko tongko komsi sore gane ana ya shi ke ra chong premier league aphui poisin tet ma tantet covid-3 ko kopyat nang poi ne mina man ga ke bare covid-3 city tin ko tongko komsi ne nang khere poi ma che son pya pi Kristo Solet ka champion atin ka ba go tu ko kho yu khe ya de ga so da prita de ko chet chin ta te pya nang ke go wan da ne ba de asine kasarama tit ha che son kong de pya ta pi atin ko ku ngi khe ba de khwi tong bang sarama ka imri queen ji the ma ka sa khe de ya ti aphui pwe sin ma ka kwe ya agun khe khe tu ka kwe ya agun khe khe tu ta si ya agun khe khe tu phi khe ba de tu balong ya dai be tong ban be kan ne nau that balong mai gai su da prita de sik win sik lok sia swa sau chi khe cha ba de da ti ma ka be tu ye te yauk mu de chaung le ti ya ti ma yauk shi ga du twe myat mat chau tin chan jit me premier league aphui pwe si phi khe ba de ama an tai pyo ya yin tege ko adik pe si de khan sa chet ba be prita chok dong shi ma a long ka ko mu de che swan ko pya ta nang khe cha da ba parama minute kare ga di pwe ko nang bu a long atit phi nge khe ba de di ko che swan pya nang khe ko yo atit ani ne yo ko mu de pwe de pwe ka sa nang khe ko ba ကျွန်တော်အများကြီးဝမ်းသာမိပါတယ်ကိုပြောကြားကြတာတွေ့ရပါတယ်အာဆင်နယ်အသင်းကတော့ပရီးမီးယားလိဂ်ရာသီတစ်အဖွင့်ပွဲစဉ်မှာပဲထုံးစံအတိုင်းကိုးပြတ်နိုင်ပွဲနဲ့အတူတမိုင်းတစ်ရေးထိုးနိုင်ခဲ့ပြီဖြစ်ပါတယ်အသင်းရဲ့ကစားသမားတစ်အဓိကကစားသမားတစ်ဖြစ်တဲ့ဘူနိုကွီမာရဲ့ပါဝင်ရှင်ပြိုင်နိုင်ခြင်းမရှိသေးပေမဲ့အသင်းရဲ့စနစ်တကျတည်ဆောက်ထားတဲ့ကစားကွက်ဟာလုံးဝရင်းရိုင်တွားခြင်းမရှိခဲ့တာပါအဓိကတော့တိုင်အချုပ်မပါဝင်နိုင်တဲ့တိုင်အောင်အသင်းရဲ့ကစားဟန်ဟာထက်မြက်နေသေးပါပဲဒီကိုပြတ်အနန်ရိုက်လိုက်တဲ့အစတင်နိုင်ခဲ့တာကြောင့်တရတီကုန်းအတွက်အစပြိုးလန်းကြောင်းဟာအလွန်တရာအခြေအနေကောင်းမွန်သွားခဲ့တာဖြစ်ပါတယ်။ကွင်းသွေးဖိအားပေးကစားသွားခဲ့တဲ့ဆန်းဆောင်ရည်နဲ့နင်းဗျူဟာမြောက်စုစည်းမှုတွေဟာအာဆင်နယ်တင်းရဲ့ပရိသတ်တွေကိုအထူးပဲကျေနပ်အားရစေခဲ့တာပါ။ရာတီအစမှာတင်အမတ်ပြည့်ရယူနိုင်ခဲ့မှုဟာအတင်းတစ်ရဲ့အဖွဲ့အတင်းရဲ့တစ်ဖွဲ့လုံးရဲ့အတင်းတင်းဟာအတင်းတစ်ဖွဲ့လုံးရဲ့ယုံကြည်မှုကိုလည်းပုံမမြင့်မားသွားစေခဲ့ပါတယ်။ရာတီတစ်အဖွင့်ပွဲမှာတင်ပြသသွားခဲ့တဲ့အစင်နယ်တင်းရဲ့ကစားပုံနဲ့ကိုတွင်းစမ်းရည်တွေအရအစင်နယ်ဟာဒီယာတီမှာလည်းပြိုင်ဘက်အတင်းကြီးတွေအထူးစောက်ကြည့်တတိထားရမယ့်အတင်းဆိုတာပြသလိုက်ပြီဖြစ်ပါတယ်။ဒီတိုင်ပွဲဟာအစင်နယ်တွင်းကိုတွင်းပေးခဲ့တဲ့ကစားသမားများကတော့ကိုင်ဟာဘတ်ဆာကာအိုဒီကတ်တို့နဲ့တို့ကတော့ကိုတွင်းယူပေးခဲ့တာဖြစ်ပါတယ်။ကိုင်ဟာဘတ်ဆာကာအိုဒီကတ်တို့ရဲ့ကိုတွေနဲ့လက်ရှိဆမ်ယန်အစင်နယ်တို့ယာတီတီကိုလာပစွာဖွင့်လိုက်နိုင်ခဲ့ပါတယ်။အတင်းကကွာချာချက်ကြီးမားခဲ့ပြီးအစင်နယ်တင်းတို့ခက်ခဲမရှိအနိုင်ကစားသွားနိုင်ခဲ့တာပါ။လာမဲ့ပွဲစဉ်မှာတော့အာဆင်နယ်တင်းဟာအက်ဆွန်ကအတင်းကိုအဝေးကွင်းမှာတွားရောက်ဆင်ပြန်စားရမှာပဲဖြစ်ပါတယ်ကျွန်တော်တင်ဆက်ပေးတဲ့ဘလုံးသတင်းနဲ့အခဆက်ဒီမြာကိုချန်နယ်တက်ခဲ့မယ်ဆိုရင်ကျွန်တော်ရဲ့ channel ကို like နဲ့ subscribe နဲ့အားပေးသွားပါအောင်လို့ကျွန်တော်မဲ့တရားခံချင်ပါတယ် support and more channel ကိုကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်အမားများပါရင်လည်းကျွန်တော်ကိုခွင့်ကိုနားလိုက်ပြကြပါလို့ပြောကြားချင်ပါတယ် support and more channel ကိုကျေးဇူးပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ကျမချမ်းသာကြပါစေ